အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ MM Backstory Channel ကနေပြန်လည်ကြိုဆိုလိုက်ပါလားပြီးခဲ့တဲ့အပိုင်းမှာတော့က Renaissance ခေတ်ကအီတလီပြည်မှာမိသားစုအတွက်ကလစားချီရင်းကျက်တဲ့ Master Assassin ဖြစ်လာတဲ့ Ezio ရဲ့ဇာတ်လမ်းကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Game ဖန်တီးသူရဲ့အပြောင်မြောက်ဆုံးလက်ရာလို့တင်စားကြပြီး Ezio Trilogy ရဲ့အသက်ရှူမှားစရာအကောင်းဆုံးဖြစ်တဲ့ Assassin's Creed Brotherhood ကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဇလန်းဆက်စချင်းမှာပဲကျွန်တော်တို့အရင်ပိုင်းမှာကြံခဲ့တဲ့ Vatican ဂူပိတ်မှန်ရဲကိုပြန်ရောက်သွားတယ်။ရှေးဦးမျိုးစုတွင်မီနာဘာက Ezio ရဲ့ DNA ကနေတဆင့်အနာဂတ်က Desmond စီကိုကဘာပြတ်မဲ့ဘေးဆိုးကြောင်းတတိပေးစကားပြောသွားခဲ့လို့ Ezio ခင်ဗျာ Desmond ဆိုတာဘယ်သူလဲဆိုပြီးကြောင်တောင်တောင်နဲ့ကြံခဲ့ရတဲ့အခန်းပေါ့။ Ezio ကစွမ်းအားကြီးအေဒင်ရဲ့ပန်းသီးကိုယူပြီးဂူပိတ်မှန်ထဲကနေပြန်ထွက်လာတယ်။ဘာကြီးမာရီယိုနဲ့ပြန်ဆုံပြီးရောမမျိုးတွေကနေမနေရုံးကန်ခိုးထွက်ကြရတာပေါ့။ဘာကြီးမာရီယိုကဘာလို့ရိုဒီကိုမတက်ခဲ့ရလဲလို့မေးတဲ့အခါမှာတော့ Ezio ကသူ့ကိုတတ်လိုက်လဲကျွန်တော်အဖေနဲ့ညီကိုတွေပြန်ရှင်မလာတော့ဘူး။စစ်ပွဲတွေကလစားတွေအားလုံးပြီးဆုံးသွားပြီဆိုပြီးအေးအေးဆေးဆေးပဲတုံ့ပြန်လိုက်တာ။သူတို့နှစ်ယောက်တမ်ပလာတွေလက်ထဲကလူယူလာတဲ့ပန်းသီးကိုဘေးကင်းအောင်တင်ဆေးဖို့အတွက်သူတို့ရဲ့အခြေစိုက်စခန်းရှိတဲ့မွန်တာရီယာရဲတိုက်စီကိုမြင်းနဲ့အချိန်ပြင်းပြင်းပြန်လာကြတော့တယ်။1500ပြည့်နဲ့နနက်ခင်းမှာပဲ Ezio ကရဲတိုက်ကြီးစီကိုပြန်ရောက်လာတယ်။မိသားစုဝင်တွေမိတ်ဆွေတွေနဲ့ပြန်ဆောင်ရတော့အရန်ကိုပျော်ရွှင်သွားတယ်။ပြီးတော့သူ့ရဲ့ Assassin ဝတ်စုံကြီးကိုချုပ်ရေချိုးပြီးကက်ထရီနာဆိုတဲ့မမကြီးနဲ့အတူတာယာတဲ့ညတညကိုဖျက်ဆီးလိုက်တော့တာ။ Ezio စဉ်းစားထားတာကတော့တမ်ပလာတွေကိုနှိမ်နှင်းပြီးပြီမို့လို့ဒီစစ်ပွဲကြီးပြီးသွားပြီ။တာမန်သူတယောက်လိုပဲအေးအေးချမ်းချမ်းနေတော့မယ်ဆိုပြီးပေါ့။ဒါပေမဲ့အဲ့ဒီတာယာမှုဆိုတဲ့အရာဘလောက်မှမခံလိုက်ပါဘူး။နောက်တစ်နေ့မနက်မိုးလင်းလင်းချင်းမှာပဲဝုန်းဆိုတဲ့အတိုင်ကြီးနဲ့ရဲတိုက်ကြီးတစ်ခုလုံးတုံလှုပ်သွားတော့တာပဲ။ Ezio အပြင်ကိုလှမ်းကြည့်လိုက်တော့ရဲတိုက်ကြီးရဲ့အပြင်ဘက်မှာအမြောက်တွေတနက်တွေစစ်တီတော်တောင်းနဲ့ချီရဲ့တမ်ပလာစစ်တပ်ကြီးတစ်ခုလုံးမြို့ကိုဝိုင်းထားတာကိုတွေ့လိုက်ရတာ။အဲ့ဒီစစ်တပ်ကိုဥဆောင်လာတာဘယ်သူလို့ထင်လား။အရင်ပိုင်းကပုပ်ရဟန်းမင်းကြီးရိုဒရီဂိုရဲ့သားဖြစ်သူရက်ဆက်ရုပ်မှမှုမှာနာမည်ဆိုးနဲ့ကြော်ကြတဲ့စီဇရီဘော်ဂျီယာဆိုတဲ့ကောင်ပါအဲ့ဒီစီဇရီက Ezio ကိုမရိပ်မိအောင်လို့ရောမမျိုးကနေစစ်တပ်အကြီးနဲ့ခြိတက်လာကြတာပြီးတော့ရဲတိုက်ကိုအငိုက်ဖမ်းတိုက်ခိုက်တော့တာ Ezio လည်းဝက်စုံကိုချက်ချင်းလဲဝက်ခေါမိုးတွေပေါ်ပြေးတက်မြို့ကန်ပြည်သူတွေလွတ်မြောက်ဖို့အတွက်အမြောက်တွေနဲ့ပြန်ပစ်အသေးတန်ကာကွယ်ပေးရတော့တာပေါ့ဒါပေမဲ့ရန်သူအမြောက်တန်တွေကိုမခံနိုင်ပဲရဲတိုက်တိုင်းကြီးပြိုကျသွားတော့တာသူကိုယ်တိုင်လည်းတနတ်ဒဏ်ရာနှစ်ချက်ရသွားရှာတာ Ezio ကဒဏ်ရာတွေနဲ့ရဲတိုက်ထဲကိုပြင်းဝင်သွားတဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကတကယ်ကိုရင်နစ်စရာပါစီဇရီက Ezio ရဲ့ဘာကြီးမာရီကိုဒူးထောက်ခိုင်းထားပြီးလက်ထိတ်ခတ်ထားကိုတွေ့လိုက်ရတာစီဇရီက Ezio အပေါ်ကနေကြည့်နေအောင်မြင်တော့လောင်ပြုံးပြီး Ezio မင်းစီကလက်ဆောင်တစ်ခုငါလာယူတာဆိုပြီးဘာကြီးမာရီရဲ့ခေါင်းတနက်နဲ့တဲ့ချိန်ပြီးပြစ်တက်လိုက်တော့တာပါပြီးတော့ဘာကြီးမာရီကိုတင်ထားတဲ့အေဒင်ရဲ့ပန်းသီးကိုလူယူလိုက်တယ်ဒါလည်းမကသေးဘူး Ezio ရဲ့စစ်မဟာမိတ်ဖြစ်တဲ့ Folly မျိုးရဲ့မျိုးသားမင်းသမီးကက်ထရီနာကိုလည်းဖမ်းဆီးသွားကြသေးတယ် Ezio ကဒေါသနဲ့ဝမ်းနည်းမှုတွေပေါက်ကွဲပြီးစီဇရီစီပြေးဝင်ဖို့လုပ်ပေမဲ့ရန်သူစစ်သားတွေရဲ့ပြစ်ခတ်မှုကြောင့်ပဲနောက်ပြန်ဆုတ်ခဲ့ရတာဘဝမှာဒုတိယအကြိမ်မြောက်မိသားစုလိုချစ်ရတဲ့သူကိုမျက်စိရှိမှပဲဆုံးရှုံးလိုက်ရတဲ့ Ezio ကအမေနဲ့ညမလေးမြို့သူမျိုးသားတွေကိုမြေရောက်လှည့်ဝက်လိုင်ကူကနေအမြန်ဆုံးခိုးထုတ်ပြီးလွတ်သွားအောင်ကူညီပေးလိုက်တယ်မြို့သူမျိုးသားရဲ့ဘေးကင်းရလည်းရောက်သွားအောင် Ezio ကဒဏ်ရာဒဏ်ချက်တွေတွေးတွေတရွှဲရွှဲနဲ့မြင်းသစည်းပေါ်ချက်ချင်းတက်ပြီးစီဇရီနာကိုတယောက်ထဲလိုက်ဖို့ပြင်တော့တာပဲဒါမဲ့လမ်းပါတယ်ဒဏ်ရာတွေရဲ့ဒဏ်ကိုမခံနိုင်ပဲ Ezio တယောက်မြင်းပေါ်ကနေလိမ့်ကြပြီးတတိလည်းမေ့မျောသွားတော့တာEzio မေ့မျောနေတော့မှပဲဖြတ်ခနဲအပြင်လောက Desmond ကြီးနဲ့ဆက်ထဲကနေနိုးလာပြန်တာအရင်ပိုင်းတော့က Esther ကိုစခန်းကနေထွက်ပြေးလာခဲ့ကြတဲ့ Desmond, Lucy, Rebecca နဲ့ရှောင်းတို့ဖွဲ့ရတမ်ပလာတွေလိုက်မရှာနိုင်မဲ့လှည့်ဝက်စခန်းအသက်တစ်ခုကိုရှာကြရတော့တာအဲ့နေရာဘယ်နေရာဖြစ်မှာလဲအခုလေးတင်ပဲစီဇရီရဲ့တိုက်ခတ်ခြင်းကိုခံလိုက်ရတဲ့မွန်တာရီရဲတိုက်ကြီးရဲ့အပြက်စီးကြမြေရောက်တိုင်ကူကြီးဖြစ်နေတာပါDesmond တို့အဖွဲ့လည်းအသိက Ezio သုံးခဲ့တဲ့တမိုင်းဝင်လှည့်ဝက်စခန်းကြီးတွေကိုတတိုင်းတွေအပေါက်တွေကတစ်ဆင့်ကြော်ဖြတ်ပြီးခိုးဝင်ကြရတာDesmond ကလည်း Animal Set ထဲမှာအကြာကြီးနေလာခဲ့တော့ Bleeding Effect တွေကြောင့် Ezio ရဲ့ပါကွာပညာတွေကိုတော်တော်လေးတက်နေပြီလေသူ့ပညာတွေနဲ့ Lucy တို့ကိုကူညီပြီးစခန်းအောက်ခြေရောက်တဲ့အထိဘေးကင်းကင်းပဲခေါ်သွားနိုင်ခဲ့တာ
စခန်းထဲရောက်တော့အဓိကလျှက်စစ်မီရဖို့အတွက်ဒက်စမွန်တယောက်မြို့ဟောင်းရဲမှာလျှက်စစ်ကြိုးတွေမီးစက်တွေကိုလိုက်ရှာပြီးတပ်ဆင်ရတာပြီးသွားလို့လျှက်စစ်မီပြန်ရတာနဲ့ရေဘကာအန်နီမတ်ဆက်ကြီးကိုပြန်ဖွင့်လိုက်ပြီးဒက်စမွန်လည်း Azio ရဲ့ memory ကိုနောက်တစ်ချိန်ပြန်ရောက်သွားတော့တာပါဟိုဘက်ခေတ်ရောက်လို့ Azio ပြန်လို့လာတဲ့အချိန်မှာတော့သူကရောမမြို့ရဲ့စင်းရဲသားရက်ကွက်တစ်ခုကအိမ်လေးတစ်လုံးနဲ့ရောက်နေတာတွေ့လိုက်ရတာအမျိုးသမီးတစ်ယောက်ကသူ့ရဲ့ဒဏ်ရာတွေကိုဆေးကုပေးထားပြီးတော့ဝစ်စုံအသစ်နဲ့ဟင်းတန်ဘရိတ်ကိုပါပြင်ဆင်ပေးထားသေးတယ်အဲ့အမျိုးသမီးကသူထလာကိုတွေ့တော့ရှင့်အောင်ဒီအိမ်ကိုခေါ်လာပေးတာအမျိုးသားတစ်ယောက်ပဲပြီးတော့ရှင့်အောင်ရောမမြို့ကဇက်ကုံအနီးမှာရှိရဲ့မော်ဆိုလီယိုအဆောက်အဦစီမှာသူ့ကိုလာတွေ့ပါလို့မှားသွားတယ်ဆိုပြီးပြောလိုက်တယ်အန်စီကိုအိမ်ပြန်လည်းထွက်ကြည့်လိုက်ရောတော်တော်လေးတုန်လှုပ်သွားခဲ့ရတာအရင်ကငိမ့်ကြမ်းပြီးခန်းလာခဲ့တဲ့ရောမမြို့ကြီးကအခုချိန်မှာဘော်ဂျီယာမိသားစုရဲ့စစ်အာဏာစအောက်မှာစီးပွားရေးပြက်အရက်သားတွေကနှိမ့်ဆက်ခံနေရပြီးတကယ်ကိုအမှောင်တို့ဖုံးလွှမ်းနေတဲ့မြို့ကြီးဖြစ်နေလို့ပါအန်စီကချိန်နာရဲ့နေရာကိုရောက်သွားတဲ့ချိန်မှာတော့သူ့ကိုကူညီခဲ့တဲ့သူကအဆက်စင်ခိုင်းရဲ့သတင်းစုဆောင်သူမိတ်ဆွေဟောင်းမက်ခင်ယာဗယ်လီဖြစ်နေတာတွေ့လိုက်ရတာမက်ခင်ယာဗယ်လီကဘာပြောလဲဆိုတော့အန်စီကိုစီဇာရီပေါ်ဂျီကဒီရောမမြို့ကြီးရဲ့ဘရင်လိုဖြစ်နေပြီသူကပိုရန်မင်းကြီးဖြစ်တဲ့သူ့အဖေရိုဒရီဂိုရဲ့အာနာကိုသုံးပြီးတပီလုံးကိုချင်းချောက်နေတာမင်းမွန်တာရီမှာရှုံးနေကြတာမင်းတယောက်တည်းတိုက်ခိုက်ခဲ့လို့ပါအဲ့ဒါနဲ့အန်စီကငါဘာလုပ်ရမလဲလို့မေးရောမက်ခင်ယာဗယ်လီကအရေးကြီးစကားတစ်ခုကိုဆက်ပြောလိုက်တော့တာဒီရောမမျိုးကြီးကိုဘော်ဂျီယာလက်ထဲကနေကဲတင်ခြင်းမင်းတယောက်တည်းဆက်တိုက်နေလို့မရအောင်မင်းအနေနဲ့ကိုပိုင်အဖွဲ့အစည်းကိုယ့်ရဲ့ညီနောင်နေတဲ့အဖွဲ့အစည်း brotherhood တစ်ခုကိုစပြီးတီထောင်ရလိမ့်မယ်ဟုတ်တော့ဟုတ်နေပြီမက်ခင်ယာဗယ်လီရဲ့စကားကြောင့်အန်စီကအရင်တို့တယောက်တည်းရန်တိုက်လို့မရတော့ဘူးဆိုတာကိုသဘောပေါက်သွားတာဘော်ဂျီယာမိသားစုရောမမျိုးကြီးကိုအုပ်ချုပ်နေတာကသူတို့ရဲ့စစ်တပ်အင်အားတစ်ခုတည်းကြောင့်မဟုတ်ဘူးမြို့တွေကကုန်းတယ်တွေပြည့်စစားတယ်တခိုးတွေနဲ့အရက်သားအတိုင်းဝိုင်းတစ်ခုလုံးကိုကြောက်လန့်အောင်ချင်းချောက်ပြီးငွေကြေးနဲ့ကြိုးကင်ထားလို့ပဲဖြစ်တာအဲ့မှာအဲဇီကိုလည်းရောမမျိုးကြီးကိုဘော်ဂျီယာရဲ့လက်ထဲကနေပြန်လဲလွတ်မြောက်အောင်လုပ်ဖို့အတွက်အဆင့်30ပါတဲ့စီမံကိန်းကိုစတင်လိုက်တော့တာပေါ့ပထမဆုံးအနေနဲ့မြို့အနှံ့မှာတည်ရှိနေတဲ့ဘော်ဂျီယာစစ်စခန်းရဲ့မျှော်စင်တွေကိုဖျက်ဆီးပစ်ဖို့ပါအဲဇီကစစ်စခန်းတစ်ခုချင်းစီကိုခိုးဝင်ပြီးခေါင်းဆောင်တွေကိုလိုက်ရှင်းပြီးရနဲ့အဲ့စခန်းတွေကမျှော်စင်တွေကိုမီးရှို့ဖျက်ဆီးလုပ်တော့တာပဲအဲ့လိုမီးရှို့ပြီးွားရတယ်အဲ့ရက်ကွက်အသီးသီးကပြည်သူတွေရတယ်ဘော်ဂျီယာတွေရဲ့အာနာဇတ်အောက်ကနေလွတ်မြောက်သွားကြပြီးအန်စီယိုတို့ကိုကူညီလာကြတော့တာပေါ့ဒုတိယအဆင့်ကတော့ဘော်ဂျီယာစစ်သားတွေရဲ့ရရက်ဆက်ဆက်နှိပ်စက်တာတွေခံနေရတဲ့ရောမမြို့ရဲ့စင်းရဲသားနဲ့အရက်သားတွေကိုအန်စီယိုကဝင်ရောက်ကယ်တင်ပေးပြီးမင်းတို့ဘော်ဂျီယာတွေကိုပြန်တိုက်ချင်ကြလားဆိုပြီးစီးရုံလိုက်တယ်နောက်ဆုံးဆင့်ကအဲ့ဒီအရက်သားတွေကိုခေါင်းစုပ်ဝတ်စုံတွေဝတ်ပေးတယ်ဟင်းတဲ့ပလိတ်နဲ့လမ်းနဲ့တွေတက်ဆင်ပေးပြီးတကယ်အစစ်စင်စစ်တီတော့အသက်တွေအဖြစ်လေ့ကျင့်ပေးတော့တာအန်စီယိုကလက်လေးတစ်ချက်အချက်ပြလိုက်တာနဲ့ခေါင်မိုးပေါ်တွေအမောင်ရိပ်တွေကနေအစစ်စင်တစ်ဖက်ခုန်ဆင်းလာပြီးရန်သူတွေကိုဝိုင်းပြီးရှင်းပြနိုင်တဲ့အထိတကယ်အင်အားကြီးညီနောင်ဖွဲ့စည်းကိုပုံဖော်လာနိုင်တော့တာပဲညီနောင်ဖွဲ့စည်းအင်အားနည်းနည်းတောင့်တင်းလာတဲ့အချိန်မှာတော့ LCOC ကိုအရေးကြီးတဲ့သတင်းတစ်ပုဒ်ရောက်လာတော့တာအဲ့ဒါကတော့မွန်တာရီတိုက်ပွဲတုန်းကစီဇာရီဖမ်းဆီးသွားခဲ့တဲ့ချစ်မိတ်ဆွေကက်သရီနာကိုရောမမြို့ရဲ့အခိုင်အမာဆုံးရဲတိုက်ကြီးဖြစ်တဲ့ကက်စတာစိတ်အန်ဂျယ်လိုထောင်ထဲမှာပိတ်လောင်ထားတဲ့ဆိုတာပဲLCကကက်သရီနာကိုကယ်တင်ဖို့ရောမမြို့မှာရောက်နေတဲ့စီဇာရီကိုလုံခြံဖို့အတွက်ရောရဲတိုက်ကြီးစီကိုတယောက်တည်းခိုးဝင်သွားတော့တာအဲ့မှာတဲ့စီဇာရီရဲ့နှမဖြစ်သူလူခရေစီယာနဲ့တွေ့တော့တာပဲLCကိုလည်းသူမကိုတစားကန်ဖြစ်ဖမ်းဆီးပြီးအချင်းကန်းတော့အသင်းအားသမတောင်းယူပြီးရနဲ့ပိတ်လောင်ခံထားတဲ့ကက်သီနာကိုကယ်ထုတ်လာရောဒါပေမဲ့အပြင်အောင်ထွက်ဖို့လုပ်တဲ့ချိန်မှာ LCU ကဒဏ်ရာရထားတဲ့ကက်သီနာကိုခြီးပြီးပြေးရတော့တယ်နောက်ဆုံး LCU ကရဲတိုက်အမြင့်ကြီးပေါ်ကနေကောက်ရိုးပုံပေါ်လီအော်ဖိတ်နဲ့ခုန်ချကက်သီနာကိုမြင်းပေါ်တင်ပေးပြီးရောမမျိုးရဲ့လှည့်ဝက်စခန်းစီကိုဘေးကွင်းစာပဲပြန်လာနိုင်တော့တာပေါ့ဒါပေမဲ့နှမျောစရာကောင်းတာကစီဇရီက LCU မရောက်ခင်မှာပဲရဲတိုက်ကနေမြို့ပြင်ကိုခရီးထွက်သွားခဲ့လို့လုံခြံဖို့လွဲကျော်သွားခဲ့ရတာကယ်ထရီနာကိုကယ်တင်ပြီးရဲ့နောက်မှာတော့အန်စီယိုကရောမမျိုးကြီးကိုဘော်ဂျီယာရဲ့စီးပွားရေးရကျိုးကင်နေရအောင်ဖျက်ဆီးဖို့အတွက်မျိုးတွေကနာမည်ကြီးဂိုင်းအသုံးခုနဲ့ပေါင်းစည်းလိုက်တော့တာပထမဦးဆုံးကပြည့်တစားဂိုင်းဒီဂိုင်းမှာအန်စီယိုရဲ့ညီမလေးကလောက်ဒီယာနဲ့အမေဖြစ်သူတို့ကရောမမျိုးကပြည့်တစားအိမ်ကြီးကိုတာဝန်ယူအုပ်ချုပ်ပြီးဘော်ဂျီယာစစ်ဗိုလ်ချုပ်တွေရဲ့လှည့်ဝက်ချက်တွေနဲ့သတင်းအချက်အလက်တွေကိုတိတ်တဆိတ်စုံစမ်းပေးခဲ့ကြတာနောက်ထပ်ဂိုင်းကခိုးသားဂိုင်းဒီခိုင်းကိုကြတော့ LCU ရဲ့မိတ်ဆွေဗိုပီကဦးဆောင်ပြီးမြို့ထဲမှာဘော်ဂျီယာတွေရဲ့
လက်နက်နဲ့ငွေကြေးတဲယူတာတွေကိုကြားဖြတ်လူယူခိုးယူတာတွေလုပ်ပေးကြတာနောက်ဆုံးခိုင်းဖြစ်တဲ့ကြေးစားစစ်တီခိုင်းအောင်ကြတော့ဘာတိုလိုမီယိုဆိုတဲ့သူကဦးဆောင်တာသူတို့ကဘော်ဂျီယာစစ်သားတွေကိုရှေ့တန်းကနေမျက်နှာချင်းဆိုင်ရင်ဆိုင်တိုက်ခိုက်ပေးကြတာဒါနဲ့မကသေးဘူးအဲဇီယိုကရောမမြို့ထဲမှာပုံအောင်နေတဲ့သူ့ဒေသနာပါရမီရှင်ကြီးလီယိုနာဒိုဒါဗင်ချီနဲ့ပြန်ပြီးဆောင်ခဲ့ရသေးတယ်ဒါဗင်ချီခင်ဗျာမှာတော့စီဇာရီရဲ့ချိန်ချောက်မှုကြောင့်ပဲသူ့အတွက်စွာကြီးဆက်လက်နက်ဆန်းတွေကိုအတင်းအာသမတီထွင်ပေးနေတာရှာတာဒါဗင်ချီကအဲဇီယိုတောင်းမှန်ရင်းနဲ့အဲဇီယိုငါစီဇာရီအတွက်တီထွင်ပေးခဲ့ရတဲ့ဆက်လက်နက်တွေကိုတွားဖြတ်စည်းပေးပါပြီးရင်မင်းအတွက် hidden blade အသစ်နဲ့အစင်းမြင့်ပစ္စည်းတွေကိုငါပြန်လှုပ်ပေးပါမယ်ဆိုပြီးအကူအညီတောင်းတော့တာပေါ့အဲဇီယိုလည်းဒါဗင်ချီတီထွင်ပေးထားတဲ့အမြောက်တွေရေတက်သင်္ဘောကြီးဘုံကျဲရင်မြန်ကြီးကိုဘော်ဂျီယာစကန်တွေအထိခိုးဝင်ပြီးတစ်ခုပြီးတစ်ခုမီးရှို့ဖျက်ဆီးပြတော့တယ်ဒီချိန်မှာပဲအပြင်လောကဒက်စမွန်ကြီးစက်ထဲကနေနိုးလာပြီးခဏနားချိန်ရလိုက်တာခဏနေတော့မွန်တာရီမြေရောက်စကန်ထဲမှာလမ်းလျှောက်ရင် bleeding effect ကြောင့်ခေါင်းတွေအရန်ကိုက်လာအရင်ကဒီနေရာမှာတွာလာလှုပ်ရှားခဲ့ဘူးတဲ့အဲဇီယိုရဲ့ဝိတ်ကျင်တော့အရေးရောင်တွေကိုမကြာခဏမြင်အောင်လာတော့တာပေါ့လူစီကဒက်စမွန်လာအားပေးစကားပြောပြီးသူတို့နှစ်ယောက်ကြားမှာခံမှန်းလို့မရတဲ့တန်ရောစင်ကြိုးလေးတွေစတင်ဖြစ်ပေါ်လာတော့တာဒက်စမွန်ကလူစီကိုကဘာကြီးကိုကယ်ပြီးရင်ငါတို့နှစ်ယောက်အတူတူတာမန်ဘွားလေးနဲ့အေးအေးချမ်းချမ်းနေကြရအောင်ဆိုပြီးဂတိပေးလိုက်တယ်ဒါပေမဲ့ဒက်စမွန်ရဲ့စိတ်ထဲမှာတော့အန်နီမတ်ဆက်ထဲမှာအကြာကြီးနေရတော့လို့သူ့ကိုယ်သူစိတ်ဝေဒနာရှင်တော့ပြောင်းလဲသွားမှာကိုအရန်ကိုကြောက်လန့်နေသေးတယ်ဆက်ထဲပြန်ဝင်သွားတဲ့အခါမှာတော့အဲဇီယိုကစီဇာရီရဲ့အင်အားလျော့နေစေဖို့သူ့ရဲ့ငွေကြေးထောက်ပံ့သူတွေကိုစပြီးအမဲလိုက်တော့တာစီဇာရီရဲ့စစ်တပ်အတွက်ငွေကြေးအမြောက်အများထောက်ပံ့ပေးနေတာသူ့ရဲ့ညီကိုဝမ်းခွဲဖြစ်သူဝမ်ဘော်ဂျီယာဆိုတဲ့တထေးကြီးဖြစ်တယ်သူကရောမမျိုးကန်နေစီကနေအခွန်နေမတန်ဆအနိုင်ကျင့်ကောက်ခံလူယူပြီးစစ်ပွဲအတွက်ငွေဖြည့်ပေးနေတာအဲဇီယိုကပြည့်တစားကိုင်းကမမတွေရဲ့အကူအညီကိုယူပြီးဝမ်ကျင်းပနေတဲ့အပေါ်ဝတ်စားမပါပဲကန်းကုံအောင်ပျော်ပါနေတဲ့စားတော့ဝဲကြီးတွေကိုအဖွဲ့ဝင်အဖြစ်အယောင်ဆောင်ခိုးဝင်သွားတော့တာအခွင့်အရေးရတာနဲ့အဲဇီယိုကဝမ်အောင်လူအုပ်ကြားထဲမှာပဲ hidden blade နဲ့စုတ်ခနဲ့ထိုးတက်ပြတ်လိုက်တယ်သူတေကန်ဒီမှာဝမ်ကငါပတ်စံနေမရှိရင်စီဇာရီရဲ့စစ်တပ်ကပြိုကွဲသွားတော့မှာဆိုပြီးပြောဆိုရင်တေဆုံးသွားရှာဒါအဲဇီယိုအတွက်စီဇာရီရဲ့စီးပွားရေးထောက်တံပထမအဆုံးအကြိမ်အမြင့်ဖြတ်ရိုက်ချိုးလိုက်နိုင်ခဲ့ရပါဝမ်ဘော်ဂျီယာတေဆုံးသွားတဲ့အတွက်စီဇာရီရဲ့စစ်တပ်မှာစစ်သားတွေကိုပေးစီရလာစားပတ်စံမလုံလောက်တော့တဲ့အတွက်စစ်သားအချို့စပြီးတပိန်းမှောက်တာဝန်ကနေထွက်ပြေးကြတော့တာဒါပေမဲ့ရက်ဆက်တောက်လောင်နေတဲ့စီဇာရီကတော့ဒီလောက်နဲ့အရှုံးပေးမဲ့သူမဟုတ်ပါဘူးသူကပိုပြီးရက်ဆက်တဲ့နီလန်းနေနဲ့ရောမမျိုးထိန်းချုပ်ဖို့လှုပ်လာတော့တာပဲဝမ်စီကနေငွေကြေးထောက်ပံ့မှုပြတ်သွားတဲ့အတွက်စီဇာရီကအရန်ကိုဒေါသထွက်သွားပြီးသူ့ရဲ့အဓိကစစ်ရေးမဟာမိတ်ဖြစ်တဲ့ပြင်သစ်စစ်ဗိုလ်ချုပ်ကြီးဘာရွန်နဲ့ပူးပေါင်းပြီးရောမမျိုးစစ်အင်အားနဲ့ကြမ်းကြမ်းတမ်းတမ်းဖိနှိပ်ဖို့ကြိုးစားလာတော့တာပြင်သစ်စစ်တပ်ကကြေးစားစစ်တီကိုင်းရဲ့ခေါင်းဆောင်ဘာတိုလိုမီရဲ့စခန်းကိုဝင်ရောက်တိုက်ခိုက်ကြပြီးတော့သူ့ရဲ့ဇနီးဖြစ်သူပန်တာစီလီယာကိုဖမ်းဆီးသွားကြတာအန်စီယိုလည်းဘာတိုလိုမီယိုနဲ့ပူးပေါင်းပြီးပါနဲ့တဲ့အကွက်တစ်ခုကိုထုတ်သုံးလိုက်တာအဲ့ဟာဘာလဲဆိုတော့အန်စီယိုနဲ့သူ့ရဲ့ assassin တပည့်တွေကပြစ်တဲ့စစ်သားတွေရဲ့ဝတ်စုံကိုခိုးဝက်ပြီးရတဲ့ဘာတိုလိုမီယိုအဖမ်းခံရတဲ့တောင်ပန်းအဖြစ်ဟန်ဆောင်ကြပြီးပြင်သစ်စစ်စခန်းရဲကိုအယောင်ဆောင်ဝင်ရောက်ကြတာပါအဲ့နေရာမှာပြင်သစ်စစ်ဗိုလ်ချုပ်ကြီးကလေလုံးထွားနေတဲ့အချိန်မှာပဲအန်စီယိုတယောက်ဝတ်စုံအောက်က hidden blade ကိုထုတ်စစ်ဗိုလ်ချုပ်ကြီးကိုပြေးထိုးတပ်ပလိုက်တော့တာဘာတိုလိုမီယိုရဲ့ဇနီးကိုကယ်တင်နိုင်ခဲ့ရုံနဲ့မဟုတ်ပဲစီဇာရီရဲ့ဒုတိယမြောက်စစ်ရေးထောက်တိုင်ဖြစ်တဲ့ပြင်သစ်စစ်တပ်ကြီးကိုပါပြိုကွဲဝအောင်ဖျက်ဆီးနိုင်တော့တာပဲအခုဆိုရင်စီဇာရီမှာစစ်စရိတ်ကောစစ်တပ်အင်အားပါမရှိတော့တကယ်ကိုအကြက်တဲတွေ့နေရပြီစီဇာရီကသူ့အဖေပုံရဟန်းမင်းကြီးရိုဒရီဂိုစီပြန်ပြေးသွားပြီးအရင်ကအဲဇီယိုစီကလူယူထားတဲ့စွမ်းအားကြီးအေဒင်ရဲ့ပန်းသီးကိုထုတ်ပေးဖို့နဲ့စစ်တပ်အသစ်ပြန်ဖွဲ့ဖို့ပတ်စံပေးဖို့တောင်းဆိုတော့တာပေါ့ဒါပေမဲ့အသက်ကြီးအိုလာလို့အမှန်တရားကိုသဘောပေါက်လာတဲ့အဖေဖြစ်သူရိုဒရီဂိုကတော့စီဇာရီရဲ့အယူထားတာတွေကိုလက်မခံတော့မင်းရဲ့အတ္တတွေကြောင့်ပဲငါတို့မိသားစုတစ်ခုလုံးပျက်စီးရပြီအေဒင်ရဲ့ပန်းသီးကိုမင်းလက်ထဲမှာပေးနိုင်အောင်ဆိုပြီးညှင်းပလိုက်တာရိုဒရီဂိုကစီဇာရီကိုတတ်ဖို့အတွက်စပွဲပေါ်ကပန်းသီးရဲ့အစိတ်ခတ်ထားတာစီဇာရီလည်းမရိပ်မိပဲယူစားမိလိုက်တယ်အမှန်တရားကိုသိသွားတော့စီဇာရီကဒေါသတကြီးနဲ့အဖေဖြစ်သူရိုဒရီဂိုရဲ့ပါဇက်ထဲကိုစားလက်ဆက်ပန်းသီးကိုထိုးထည့်ပြီးရဲရဲဆက်ဆက်တပ်ပစ်လိုက်တော့တာပါအန်စီယိုနန်းတော်လည်းခိုးဝင်လာတဲ့အချိန်မှာတော့ရိုဒရီဂိုတေဆုံးနေရအောင်တွေ့လိုက်ရတာ
အဖေဖြစ်သူအသက်ခံလိုက်ရလို့တုံ့နှုတ်နေတဲ့စီဇာရီရဲ့နှမလူဂရေစီယာစီကနေစီဇာရီကအေဒင်ရဲ့ပန်းသီးကိုတွားချနေပြီးအဲ့ဒီပန်းသီးကိုစိန့်ပီတာဖះเจ้าကြီးထဲမှာဝှက်ထားတယ်ဆိုတဲ့သတင်းကိုရလိုက်တာနဲ့အဲဇီယိုကစီဇာရီထက်လက်ဦးအောင်ပန်းသီးရှိရစီအပြေးနေရတော့တာပဲအဲ့မှာအဲဇီယိုလည်းစီဇာရီထက်စက္ကန့်ပိုင်းလေးအလိုမှာပဲပန်းသီးကြီးကိုပြန်ပြီးသိမ်းပိုက်လိုက်နိုင်တာစီဇာရီရောက်လာတဲ့အချိန်မှာတော့အဲဇီယိုကပန်းသီးရဲ့စွမ်းအားကိုတုံးပြီးစီဇာရီရဲ့ကိုရံတော်စစ်သားတွေကိုတကိုးတွေနဲ့ချပလိုက်တာစီဇာရီလည်းမခံနိုင်ပဲထွက်ပြေးသွားပြီးခဏနေတော့နောက်ထပ်ပုံရံမင်းကြီးအစ်ရဲ့အမိန့်နဲ့ရောမမျိုးကအဆောင်စစ်သားတွေရောက်လာကြတော့လားပြီးရနဲ့စီဇာရီကိုဖမ်းပြီးဒုသက်မှုမဒိန်မှုနဲ့အာနာလူမှုအဲ့အမှုတွေနဲ့ထောင်ချပလိုက်တော့ဒါမဲ့ဇလန်ကဒီမှာလည်းမပြီးသေးပါဘူး1506ခုနှစ်မှာစီဇာရီကထောင်ထဲကနေမကင်းရမကင်းကြအကူအညီတွေနဲ့ထောင်ဖောက်ပြီးထွက်ပြေးသွားတာသူကစပိန်နိုင်ငံဗီယနာမြို့စီသွားပြီးအဆောင်တက်တွေကိုစီယုံမြို့ကိုစစ်တပ်နဲ့ဝိုင်းထားတော့တယ်1509ခုနှစ်မှာတော့အဲဇီယိုလည်းဘော်ဂျီယာရန်ညိုကိုအပီးသက်ချေမှုမှုအတွက်နဲ့စပိန်နိုင်ငံဗီယနာမြို့ကတိုက်ပွဲစီကိုလိုက်သွားရတော့တယ်အဲ့မှာတိုက်ပွဲကြီးကတကယ်ကိုမီးဟုံးဟုံးနဲ့တောက်လောင်နေတဲ့မြို့ပြက်ကြီးရဲ့မှာဖြစ်ပွားနေတာအဲဇီယိုကစစ်သားရာပေါင်းများစွာကြားကနေတိုးဝင်ပြီးစီဇာရီနဲ့ရဲတိုက်တိုင်းအမြင့်ကြီးပေါ်မှာမျက်နှာချင်းဆိုင်စုံတွေ့ရတော့တာပဲအဲ့နေရာမှာစီဇာရီကလည်းသူ့ပေတိုင်းပဲအဲဇီယိုတွေ့တော့မင်းကတော့တတ်လို့မရဘူးအဲဇီယိုငါကတာမန်လူရဲ့လက်နက်နဲ့မသိနိုင်ဘူးငါရဲ့ကံကြမ္မာကိုဖျားသခင်ရပဲဆုံးဖြတ်နိုင်တာဆိုပြီးယူမိုက်မိုက်ကြွေးကြော်နေတာပေါ့အဲဇီယိုကအေးဆက်ဆက်နဲ့ပဲဒါဆိုရင်လည်းမင်းရဲ့ကံကြမ္မာကိုဖျားသခင်ရဲ့လက်ထဲပဲငါပို့ပေးလိုက်မယ်ဆိုပြီးစီဇာရီရဲ့ရင်ဘတ်ကိုဟင်းနဲ့ပိတ်နဲ့စုပ်ခနဲ့ထိုးထည့်လိုက်ပြီးရဲတိုက်တိုင်းမြင်ပေါ်ကနေအောက်ခြေအမှောင်တူတဲ့စီကိုပြစ်ချလိုက်တော့တယ်စီဇာရီလည်းတိုင်းပေါ်ကနေပြုတ်ကျပြီးပွဲချင်းပြီးသေသွားရောတိုက်ပွဲပြီးပါတော့အဲဇီယိုကစွမ်းအားကြီးအေဒင်ရဲ့ပန်းသီးကိုရောမမြို့ကိုလိုစီယန်ကွင်းကြီးရဲ့မြေရောက်ထဲကဂျူနိုဘော့ဆိုတဲ့လျှို့ဝှက်ဗိမာန်ကြီးမှာတွားပြီးတင်စီလိုက်တော့တာပဲဆက်ထဲကနေပန်းသီးဝှက်ထားတဲ့နေရာရဲ့လျှို့ဝှက်ကုတ်တွေရလိုက်တာနဲ့အပြင်လောကဒက်စမွန်လူစီရှောင်းနဲ့ရေဘကာတို့အဖွဲ့ကကိုလိုစီယန်မြေရောက်ထဲကိုတွားကြရတော့တာပဲသူတို့အဖွဲ့ကအဲဇီယိုခြံထားခဲ့တဲ့တင်ကေတာတွေကိုကြော်ဖြတ်ပြီးပန်းသီးဝှက်ထားတဲ့မြေရောက်ဗိမာန်နဲ့ရောက်လာခဲ့ကြတာဒက်စမွန်တရားကိုဗိမာန်ရဲ့အလယ်မှာတောက်ပနေတဲ့အေဒင်ရဲ့ပန်းသီးကြီးကိုတွေးလိုက်ရတာပေါ့ဒက်စမွန်ကလက်ကိုဆန့်ထုတ်ပြီးပန်းသီးကြီးကိုတွားကင်လိုက်တဲ့အချိန်မှာပဲဝုန်းဆိုပြီးအချိန်ကြီးရက်တန်သွားတော့တာအဲဇီယိုခစ်တုံးကမီနာဗာလိုပဲအခုတစ်ချိန်မှာတော့အလင်းတန်းတွေဟော်လိုဂရမ်ကြီးနဲ့အတူဂျူနိုဆိုတဲ့ရှေးဦးမျိုးစုတွေရဲ့အတန်ကြီးပေါ်ထွက်လာတော့တယ်ဒါပေမဲ့ဂျူနိုကမီနာဗာလိုကျင်နာမှုမရှိဘူးသူမရဲ့အေးဆက်ဆက်နဲ့ပြောလိုက်တဲ့စကားကဘာကြီးကိုကယ်တင်ခြင်းငါတို့ရဲ့သွေးမျိုးဆက်ပါတဲ့သူကပဲပန်းသီးကိုထိန်းချုပ်ရမှာဒါပေမဲ့ငါတို့ရဲ့လမ်းကြောင်းမှာပိတ်နေတဲ့သစ္စာပေါက်တယောက်ကိုတော့အရင်ဆုံးရှင်းထုတ်ပြရလိမ့်မယ်တကားကိုဖွင့်ဖို့ဆိုရင်အသက်တစ်ချောင်းပေးဆက်ရမှာပဲအဲ့လိုပြောပြီးရတဲ့ဂျူနိုကပန်းသီးရဲ့စွမ်းအားကိုသုံးပြီးဒက်စမွန်ရဲ့ခန္ဓာကိုယ်အတင်းအားဓမ္မထိန်းချုပ်ပလိုက်တယ်ဒက်စမွန်တယောက်ရုန်းကန်မှုစ조사ပေမဲ့လည်းသူ့ရဲ့ခန္ဓာကိုယ်ကသူ့လိုလိုလှုပ်ရှားနေရောဒက်စမွန်ရဲ့လက်ကောက်ကဟီဒန်ဘရိတ်ကိုစုပ်ကနေထုတ်လိုက်ပြီးဘေးမှာရက်နေတဲ့သူ့ကိုအမြဲတမ်းကူညီပေးခဲ့တယ်သူနဲ့တန်ရုံးစင်တော်တော်လေးတွေ့လာတဲ့မမကြီးလူစီစတေမန်ရဲ့ဘိုက်ကိုထိုးထည့်လိုက်တော့တာဘာတွေဖြစ်ကုန်တာလဲလူစီခင်ဗျတွေးရိုင်နဲ့လဲကျသွားပြီးတော့ဒက်စမွန်ကတော့မလုပ်ပါနဲ့ငါရဲ့ခန္ဓာကိုယ်ထိန်းချုပ်လို့မရတော့ဘူးဆိုပြီးအော်ဟစ်နေရင်ဂျူနိုရဲ့စွမ်းအားကြောင့်တတိလက်မေ့မြော်ပြီးကျမ်းပြင်ပေါ်လဲကျသွားရောအဲ့ချိန်မှာပဲပရိသတ်ကြီးကိုအကြီးမားဆုံးလမ်းဖြတ်စေခဲ့တဲ့ plot twist ကြီးနဲ့အတူဂိမ်းကြီးကဝုန်းကနေပြီးဆုံးသွားပါတော့တယ်ကဲဒါကတော့တမိုင်းဝင် masterpiece ကြီးဖြစ်ခဲ့တဲ့ Assassin's Creed Brotherhood တစ်ခုလုံးရဲ့စိတ်လှုပ်ရှားစရာဇာတ်လမ်းပဲဖြစ်ပါတယ်ဒီဘိုင်းကိုအစအဆုံးအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဆက်တွဲဘာတွေဆက်ဖြစ်ကြအောင်လဲဆိုတာကိုတော့ SEO Trilogy ရဲ့နောက်ဆုံးထွက်ခဲ့တဲ့ဇာတ်သိမ်းပိုင်းဖြစ်တဲ့ Assassin's Creed Revelation မှာဆက်ပြောပြသွားမှာဖြစ်လို့ဗီဒီယိုလေးကို like, share and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်ဗီဒီယိုသစ်တွေမှာပြန်တွေ့ကြပါ